ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တူတောင်အောင်ခြေကိုချင်းမှများအားလုံးနော်မနေ့ပြန်ကျွန်တော်တို့9ရက်8လ2026ဗုဒ္ဓဟူးနေ့ကိုပြန်လည်ပြီးတော့ရောက်ရှိလို့လာပါပြီကဲဗုဒ္ဓဟူးနေ့နေကုန်စာနော်အချိန်လေးတွေမိန်းလေးတွေပတ်သီးလေးတွေထပ်မှတ်ပြီးတော့လာတင်ပေးတာဖြစ်ပါတယ်ဒါကြောင့်မို့ဗီဒီယိုဖိုင်လေးကိုပြီးဆုံးအောင်ကြည့်ပေးပါကဲအားလုံးပဲကျွန်တော်ရဲ့ခြေကိုချင်းမှများအားလုံးဒီဗီဒီယိုဖိုင်လေးကိုမြင်နေတွေ့တဲ့အချိန်ကနေစလို့စိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းတွေနဲ့ပြည့်စုံကြပါစေစီးပွားလက်လာဘက်တွေလည်းဒီလာတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ကဲကျွန်တော်တို့เนาะဒီနေ့အင်္ဂါနေ့လေးမှာတော့ကျွန်တော်ရဲ့အကိုဒီမတွေအားလုံးเนาะနှစ်သီးစားမိန်ကွက်ထပ်ရပြန်ပြီเนาะ30ခွန်ပတ်တီ30ခွန်မိန်ကွက်เนาะအားလုံးပဲရကြလိမ့်မယ်ဒီနေ့เนาะအင်္ဂါနေ့နေကုန်မှာပြီးတော့ဇာတုသမားတွေဆိုရင်လည်းမပြောက်တဲ့ဇာတုအနေနဲ့ခွန်เนาะအခုထွက်သွားပြီအားလုံးပဲเนาะဇာတုသမားတွေလည်းရလိမ့်မယ်နေတိုက်သမားတွေဆိုရင်လည်းဒီနေ့เนาะအင်္ဂါနေ့မှာနှစ်သီးစားနဲ့เนาะ30ခွန်မိန်ကွက်ရကြလိမ့်မယ်เนาะကဲဘယ်သူတွေဘလာဖို့ရတယ်ဆိုတော့ comment လေးတွေထဲမှာဝင်ပြီးတော့မှန်ပေးသွားလိုက်ပါเนาะရတယ်ဆိုရင်เนาะဝန္တာပီတိဖြစ်ပါတယ်เนาะပေါက်လို့ရလို့လေဘာမှပေးစရာမလိုပါဘူးစေတနာနဲ့တင်ပေးတာဖြစ်လို့เนาะပေါက်တယ်ရတယ်ဆိုရင်ဝန္တာပီတိဖြစ်ပါတယ် Facebook ကညီကောင်မတို့တွေဒီဗီဒီယိုပိုင်းလေးကိုမြင်ပြီးတွေ့ပြီဆိုရင် like လက်မအသေးလေးတွေနှိပ်ပါ share မှု share အားလေးနဲ့ကူညီပေးပါကျွန်တော်တင်တဲ့ဗီဒီယိုပိုင်းလေးတွေကိုနေ့စဉ်နဲ့များမြင်တွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့ကျွန်တော်ရဲ့အကိုကြီးအမကြီးအားလုံးเนาะကဲဒါဆိုလို့ရင်မနေ့ပြန်ကျွန်တော်တို့เนาะ9ရက်နေ့ဗုဒ္ဓဟူးနေ့နေကုန်စာမှာ1 chain အနေနဲ့ဆိုလို့ရှိရင်4ကိုအချိန်ပဲဖြစ်ပါတယ်เนาะ4ကိုအချိန်မှာကဲဒါဆိုရင်4နဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေဆိုရင်40เนาะ43เนาะ45 46ပါဒါ4နဲ့ပတ်သက်တဲ့ main ကွက်ပါ40 43 45 46ပါဒါ4နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ရွက်ကွက်ကလေးတွေ9နဲ့ပတ်သက်တာဆိုရင်90 93 95 96ပေါ့เนาะ90 93 95 96ပါဒါ9နဲ့ပတ်သက်တဲ့အကြိုက်ဆုံးမိန်ရွက်ကွက်ပါเนาะကျွန်တော်ထုတ်ပေးတဲ့မိန်ကွက်ကလေးတွေမကြိုက်လို့ကိုလုံးမိုင်ကိုကြီးရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုရင်ဘောလုံးနဲ့နေကုန်းစားမှာအားကောင်းဆုံးဝမ်းချင်းဒီ၄ကိုအချိန်ပဲဖြစ်တယ်အဓိကပတ်တီးကိုဦးစားပေးဆော့တဲ့ချစ်ကိုချင်းမတွေအားလုံးเนาะဘောလုံးနဲ့နေကုန်းစားမှာအားအကောင်းဆုံးပတ်တီးဒီ6ပတ်တီး4ပတ်တီးအားအကောင်းဆုံးဖြစ်ပါတယ်အကြိုက်တွင်လိုက်စောပါအကြိုက်မတွင်မစောပါနဲ့စေတနာနဲ့တင်ပေးတာဖြစ်လို့ပေါက်လို့ရလို့လဲဘာမှပေးစရာမလိုပါဘူးကျွန်တော်ရဲ့ချစ်ကိုချင်းမတွေပေါက်တယ်ရတယ်ဆိုရင်ပဲအထူးဝမ်းသာပီတိဖြစ်ပါတယ်เนาะကဲเนาะကျွန်တော်ရဲ့ချစ်ကိုချင်းမတွေအကြိုက်တွင်လိုက်စောပါအကြိုက်မတွင်မစောပါနဲ့เนาะကဲကျွန်တော်တို့เนาะဗုဒ္ဓဟူးနေ့မှာလဲအားလုံးပဲထပ်မံပြီးတော့ရကြပါစေအားလုံးပဲထပ်မံပြီးတော့ကံကောင်းကြပါစေဗျာเนาะ